နော်စနိုကစကူရာစကူထဲမှာထူးဆန်းတဲ့ဟာတွေပြောပြမှာဖြစ်ပါတယ်ဘယ်တော့ပါရှိတယ်ဘယ်တော့ပါရှိတယ်ကဲထူးဆန်းပြောပြမှာမယ်ကဲအရင်ဆုံးဆိုရင်ကြောက်ဦးသွားမယ်ကြောက်ဦးသွားရပါမယ်ကားနဲ့ပဲသွားရရောအရှိဗီဒီယိုမှာပြောလိုက်တဲ့ဟိုနော်ကားတော့တိတ်မောင်းတက်ပါဘူးဒါမှနည်းနည်းမောင်းတက်လို့တော်တယ်အာတလွဲလောက်ပါတယ်ဒီစုံကြောက်ဦးသွားပါမယ်လွင့်အောင်လှုပ်လိုက်ဒီကြမင်းကြီးစင်လာပြီဒီကြမင်းကြီးစင်လာနံပါတ်3ကိုသွားမယ်ဒီကမလေးရပါတော့ဒါ31မှာလူလည်းမရှိဘူးဟာစားဒီကြမင်းကြီးစင်လာပြီဒီမှာโอเคနားရောက်နေပြီဆိုတော့မကြောက်ဘူးတောက်ပြီအမီးမယ်ဩဆက်စလာဒိတ်ဆန်ဆိုင်ပါတန်စားမဲ့ထိုးရတာဆိုင်ခဲ့တယ်ပါဘလို့တွေပြေးနေလဲဟုတ်ပါထိုးရတယ်သူက31อ่ะပဲဆက်တလန်ထိတ်ဆိုင်31ခဏတွေ့တာလဲ31မယ်ဆန်ဝယ်တော့တန်စားမဲ့ထိုးတာလေသူလည်း31မယ်ထင်တယ်ကဲတယောက်မေးကြည့်လိုက်တော့အားလုံးက31နေဘာပေါက်လဲဘာမသိအဲ့ဒါဆိုဘလို့ဖြစ်လို့ကိုပုံကမကောင်းလားအဲ့လိုသူတို့အခန်းပြောက်တာလားဒါမှမဟုတ်ဟမ်လိုက်ရှာနေတာလားကြည့်ရမယ်ဒီကပြည်ပြည်တော့လားအဲ့လိုပဲထင်ပါတယ်အဲ့လိုပဲထင်တယ်ဗောနော်စနွေရကြတော့ယူတူကတော့ဗာထင်တယ်လို့ဒီခန်းမှာရှိတယ်ဗလဲရွှေတရေမလားဗာတရေမလားရွှေတရေမလားဗာတရေမလားမောင်ရွှေတရေမဝင်လို့လည်းမရဘူးဝင်ချင်ပါလေဆိုဟုတ်ကဲပြီးတော့ play ကရဆောဟဲ့တော့ပါလေငါပါရောက်ဂျာမင်းကြီးစလာပြီဟဲ့ဘာပါလေကစားခွင့်လားပါလေကစားခွင့်သွားပါမယ်ငါကစလုံးရဲ့ကကြံခဲ့ပါတယ်ကျန်လည်းကြံတော့ဘာကစားတယ်ကနဆောက်ပါဟေးလို့ကြောက်လို့ကစားခွင့်သွားမယ်ကစားခွင့်တို့နေဝင်သွားပြီနေဝင်နေဆိုရင်ဒီကစားခွင့်မှာဟိုဓာတ်ပေါ်တယ်ပါဝင်ကြလို့ဘာတို့ညာတို့ပေါ်တယ်ဗောနော်ဘာနေမဝင်နေပါဟာစားဒီကလေးပြောရလဲမိကလေးအိတ်ကလေးဒီကလေးအိတ်ကလေးကတကယ်တော့ဒီကစားကွင်းမှာမနက်9နာရီနေပြီးတော့ည9နာရီထိတရက်မှမနာပဲစော့ပါတယ်ဒီထဲမှာဟိုစားစနွေချက်လောက်လိုက်အောင်ဒီထဲမှာလူပြောင်းနေတယ်နေဝင်မှတွေ့မှလားမသိဒီလိုလောက်နေတာနေဝင်မှတွေ့မှပဲနေမဝင်နေပါဘူးကဲနေမဝင်သေးတော့တခြားနေရာသွားပါမယ်ချောပါစီလိုက်တယ်နေမဝင်တော့တခြားနေရာသွားပါမယ်ဟို coffee site သွားမယ်coffee site သွားမှဖြစ်ပါတယ်ဟောက်ကြပြီလောက်ကြပါကဲ coffee site သွားမှ coffee site လာဘာဆိုင်လဲမသိဘူးသူများကျောင်းမှာစားတင်နေလားငါကျောင်းသွားကြတယ်အဲ့အကောက်
ပြပြီးတဲ့နောက်ပိုင်းမှာပဲဒီလမ်းမှာဟိုကောင်မလေးလားဘာကောင်မလေးလဲမသိဘာကောင်မလေးလဲမသိရှိတယ်ဟုတ်သူ့ခေါ်ရမယ်သူ့ရဲ့ချီတောင်းနေပေါ်ကဘယ်လိုလဲမသိခဏစားသွားကြတော့နေရမင်းကုန်းခက်ခက်ဒီမယာဟဲ့မဖတ်ဘူးအိုင်လာဖတ်ခိုင်းဟိုက်ဘူးကမလေးဘာဖြစ်လဲဒီကိတ်ကသူတို့ဘိုင်းလုံးမရဘိုင်းတိုက်ခူတဲ့ဘာတိုက်ခူတဲ့သူ့လည်းဘာအမ်းပြောတော့အဲ့ဆိုရင်တော့သူစနိုးရင်းနောက်လိုက်ပြီပေါ့နော်သူကဒီပုံကြည့်လိုက်တမျိုးကြီးကျသူရဲ့ဒီပုံအတားကိုစနိုးဖြည့်ရှင်းပါမယ်ငါနောက်မလိုက်နဲ့ဘိုင်သွားပဲသွားပါကောက်ပဲကျန်တော့တိုက်ခူရဲ့ kiss အဲ့မဖတ်ဘူးကဲပြီးသွားပါပြီဆောက်ကစားပွဲကိုပြန်သွားမယ်အတွဲနှစ်ကိုအတွဲနှစ်တွဲကိုအတွဲတွဲကိုလှုပ်လိုက်ပါတယ်အဲဆောက်နေဝင်နေပြီလားမသိဘူးဟာဒီနားမှာပါဝင်ကြရရှိတယ်မလာသေးဘူးကဲအစောကြီးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကဲဒါကျတော့အပိုင်းတစ်ပေါ့နော်အပိုင်းနှစ်မှာလည်းစတေးတွေရောအကုန်လုံးရှိပါမယ်ကဲအားလုံးပဲတက်တာပါ